Hello 大家好အားလုံးပဲမင်္ဂလာပါရှင် The Aura Summit DS ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မတို့ကျန်းလာရှိဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဖိုင်လေးမှာကျွန်မအားလုံးကိုတရုတ်ဘာသာစကားရဲ့အတန်ထွက်ပေါင်းစပ်ပုံဖင်းသင်ခန်းစာလေးကိုဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့သင်ခန်းစာလေးမှာကျွန်မတို့ဒီနှလုံးကိုစပြီးတော့လေ့လာကြည့်ရအောင်ပထမဆုံးပြည်သက်လေးကတော့ M ဆိုတဲ့ဒီဘီလေးဖြစ်ပါတယ်ဒီဘီလေးကိုရွတ်ဆိုရတဲ့အခါမှာကျမတို့ရဲ့အပေါ်ဘက်နှခမ်းကအောက်ဘက်နှခမ်းနဲ့ထိပြီးတော့ရွတ်ဆိုမှာဖြစ်ပါတယ်ရှင်ကျမအရင်ဆုံးရွတ်ဆိုပြပါမယ်မောဒီဘီတန်လေးကတော့မြန်မာဘာသာစကားမှာရှိတဲ့ဘီတန်မနဲ့ဆင်တူပါတယ်ဥပမာမေမင်္ဂလေးစတဲ့ဝါရမှာပါတဲ့မဆိုတဲ့ဘီတန်လေးနဲ့ဆင်တူပါတယ်ကျမတို့တူတူထပ်ပြီးတော့ရွတ်ဆိုကြည့်ကြအောင်မောနောက်ထပ်ဘီလေးတစ်လုံးကတော့ N ဆိုတဲ့ဘီလေးဖြစ်ပါတယ်ဒီဘီလေးကိုရွတ်ဆိုရတဲ့အခါမှာကျမတို့ရဲ့ရှာထိတ်ကအပေါ်ဘက်သဖုံးကိုထိပြီးတော့ရွတ်ဆိုမှာဖြစ်ပါတယ်ရှင်ကျမအရင်ဆုံးရွတ်ဆိုပြပါမယ်နဒီဘီတန်လေးကတော့မြန်မာဘာသာစကားမှာရှိတဲ့ဘီတန်နာနဲ့ဆင်တူပါတယ်ဥပမာနှိမ့်လေးတို့နှုတ်တီတို့အဲ့ဒီမှာပါတဲ့နာဆိုတဲ့ဘီတန်လေးနဲ့ဆင်တူပါတယ်ကျမတို့ဒီလိုထပ်ပြီးတော့လေ့ကျင့်ကြရအောင်နကျမတို့အခုဘီနှလုံးကိုလေ့လာပြီးဆိုတော့ဒီနေ့သင်ခန်းစာရဲ့တရလေးကိုဆက်ပြီးတော့လေ့လာကြကြအောင်เนาะကျမအရင်ဆုံးရွတ်ဆိုပြပါမယ်ရှင်ပထမတစ်လုံးကand ကျမတူထပ်ပြီးတော့ရွတ်ဆိုကြရအောင် and နောက်တစ်လုံးကကျမတူထပ်ပြီးတော့လေ့ကျင့်ကြရအောင်နောက်ထပ်တစ်လုံးကအုံကျမတို့တူထပ်ပြီးတော့လေ့ကျင့်ကြရအောင်အုံနောက်ထပ်တစ်လုံးကအကျမတို့ထပ်ပြီးတော့လေ့ကျင့်ကြရအောင်နောက်ထပ်တစ်လုံးကအုံကျမတို့ထပ်ပြီးတော့ရွတ်ဆိုကြရအောင်နောက်တစ်လုံးကရင်ကျမတို့တို့ရွတ်ဆိုကြရအောင်ရင်နောက်ထပ်တစ်လုံးကရင်ကျမတို့အတူတူရွတ်ဆိုကြရအောင်ရင်နောက်တစ်လုံးထပ်ပြီးတော့ရွတ်ဆိုကြရအောင်ရင်ကျွန်တော်တို့ထပ်ပြီးတော့လေ့ကျင့်ကြရအောင်ရင်နောက်ထပ်တစ်လုံးကတော့yang ကျွန်တော်တို့ထပ်ပြီးတော့လေ့ကျင့်ကြရအောင်yangနောက်ဆုံးတစ်လုံးကိုကျွန်မအရင်ဆုံးရွတ်ဆိုပြပါမယ်ရှင်ရှုံကျွန်မတို့ထပ်ပြီးတော့လေ့ကျင့်ကြရအောင်ရှုံဒီနေ့တာစုစုပေါင်း10လုံးကိုလည်းလေ့လာပြီးသွားပြီဆိုတော့ကျမတို့ဝေါဟာရလေးတွေကိုလေ့ကျင့်ကြရအောင်เนาะ练习我们一起练习吧
熊猫，公园，高兴，农民，欢迎，苹果，鸡蛋，今年，朋友，电影。နောက်ထပ် vlog တွေမှာဆုံကြမယ်နော်ကြိုက်ကြလော